ပြီးတော့ဒီတစ်ခါတော့နေပြီးတော့ဗုဒ္ဓဂယာမှာရှိတဲ့ဖောက်ပွင့်ဟောဆန်ဆိုတဲ့လေးဌာနထဲကဖျားပွင့်ရန်ဖြစ်တဲ့မဟာဗောဓိညောင်ပင်နဲ့စေတီတော်ကိုတောက်ဖို့ကြမှာပါအိန္ဒိယနိုင်ငံမှာရှိတဲ့ဗုဒ္ဓဂယာအတိုင်းပုံစံယူတည်ထားလို့တကယ်ဗုဒ္ဓဂယာအစစ်ကိုရောက်တော့လို့ခံစားချက်မျိုးကိုရစေပါတယ်ဖျားရှင်ကဖျားဆဖြစ်ပြီးတရင်တုံးတဲ့နေရာခုနှစ်ခုကိုလည်းလေးလာရပါတယ်နေပြီးတော့တပြေကုန်းအဝိုင်းကနေရာဇတင်ငဟလမ်းတိုင်းလာရင်ကြာပန်းအဝိုင်းအင်ဂျင်ပန်းအဝိုင်းတို့ကိုကြော်ပြီးခွာညိုပန်းအဝိုင်းရောက်ရင်ဘယ်ကိုရှိုးပြီးမိနစ်20လောက်မောင်းရင်နေပြီးတော့ဗုဒ္ဓဂယာကိုရောက်ပါပြီကားပါကင်ကနေဖျားဝင်းထဲကိုဝင်ဖို့လူသွားစင်းညံကနေလမ်းလျှောက်ပြီးတော့သွားရပါတယ်အတွင်းလန်ထဲကထိုင်တော်မူစင်းနွတ်တော်ကအစအိန္ဒိယနဲ့တထေရတဲ့တူအောင်ပူဇော်ထားပါတယ်ဓပုံပြခန်းထဲမှာလည်းဗုဒ္ဓဂယာနေရာအစစ်ကိုဖျားဖူးများလေ့လာခွင့်ရအောင်လည်းပြင်ဆင်ပေးထားပါတယ်ဖျားအဖြစ်သို့ရောက်ပြီးနေရာ9နေရာကိုတနေရာလေ9ရက်ကြာမြတ်ပြောင်းရွှေ့တည်တုံတော်မူတယ်။ဒါကတော့အမှတ်စဉ်ခွန်လင်းလုံးပင်နေရာဖြစ်ပါတယ်။ဒီအပေအောက်မှာပဲမြန်မာပြည်မှာရွှေတကုံတီစီမဲ့ကုံတဲ့ညီနောင်အားစံတော်မြတ်စွန့်ကြဲခဲ့ပါတယ်။ဒါကတော့အမှတ်စဉ်1ဖြစ်တဲ့
မဟာဗောဓိပင်နဲ့ပလင်တော်နေရာဖြစ်ပါတယ်ဖះဖြစ်ဖြစ်ရှင်ဒီနေရာတွင်9ရက်ပတ်လုံးသတင်းသုံးနေခဲ့ပါတယ်ဒါကတော့အမတ်စင်လေးပေါ့ရတနာရွှေအိမ်တော်ပါနက်ပြမာတွေဖန်ဆင်းထားတယ်လို့လည်းဆိုပါတယ်အမတ်စင်နှစ်ပါဖះရှင်ကတပ်ပိညုတညံတော်ကိုရခဲ့တဲ့နေရာပါစေဒီလေးတည်ပြီးပူဇော်ထားပါတယ်အမတ်စင်ကစိတ်ကြောင်းညောင်ပင်လို့သိရပါတယ်ဒါကတော့အမတ်စင်3ပါနက်ပြမာတွေဖန်ဆင်းထားတဲ့ရတနာစင်ကြံတော်ပါ
ရှောက်ပေါ့မွန်စလိန်တာရေကန်မှာမွန်စလိန်တာရေကန်ငကားမင်းကဖះရဲ့ခနောက်ကိုခုနှစ်ပတ်ရစ်ခွေပြီးအပေါ်ကနေအပြင်းအုပ်မိုးပြီးကောက်ွယ်ပေးခဲ့တဲ့နေရာလေးပါခေတ်သောဗီဒီယိုလေးတွေကိုအားပေးရဆိုရင် subscribe လေးလုပ်သွားပေးပါဦးရှင်